14စီးလေးနဲ့ပဲပြန်စီးရတာ14နဲ့ပြန်ပေါ်လာရင်စီးလေးပြောင်းသွားမယ်လေပေါအောင်လဲလို့ပဲ14နဲ့ပဲသူ့ဆက်စီးနဲ့ပဲပေါ့နော်ဆက်စီးသူ့ဆက်စီးသူ့စီးနဲ့ပဲစီးရရိုက်ပြီးဆိုအဲ့ပေါင်ချက်ချင်းတန်ရှင်းတော့ဒီစကေပါတွေအဲ့လိုမျိုးသူ့ဆက်စီးနဲ့ပဲပြန်တန်ရှင်းရတော့ပြောင်းသွားပြီဆိုတော့မှဒီတိုင်းထားလိုက်လို့မရဘူးဒီတိုင်းထားလိုက်အဲ့ပေါင်ကြီးကပြန်ဖြတ်လို့မရတော့ပြန်ဖြတ်လို့မရတော့ဇာပြန်လဲမှရတော့အဲ့ဇာစီးနဲ့တုတ်ပြီးအဝတ်6လေးနဲ့ပုတ်လိုက်ဆိုတော့ပြောင်းသွားပြီဆိုတာနောက်ဟိုတခြားဘာရိုက်လို့ရနေလေနောက်တစ်ခါလဲရှင်းပြီးမှရှင်းတော့မယ်ကွာဆိုရင်တော့အဲ့ပေါင်အားလွတ်ပြရတော့ဒီမှာကသူဆက်စီနဲ့ပုတ်လိုက်14ဆိုတော့သူ့လည်း14နဲ့ပဲ14ဆို14စီးနဲ့ရိုက်ထားတာဆိုတော့14နဲ့ပဲပြန်ပြီးတော့တန်ရှင်းရလို့ဆက်စီနဲ့ထက်ဆက်စီတွေကတအားစီကြီးနေပြီ3000လေးကိုဖြစ်နေပြီ2000ခွဲ3000ပဝန်းကျင်ရှိတယ်အဲ့တော့စီကစီးတွေကလည်းဈေးကြီးတာပြီလေအဲ့ဈေးတပူးဆိုရင်လည်းလုံး9000 8000ဝန်းကျင်လောက်ရှိနေဆိုတော့ထီရိုက်ခါကိုအဲ့ဒါအခုကအချောင်း22ချောင်းကိုဆိုတော့တစ်ချောင်း2000တောင်းလိုက်တော့2000တောင်းတော့မှဟိုက4000ကျော်ရမှာလေစီးရတော့ဘာမှမကုန်ဘူးစီးရနည်းနည်းလေးပဲကုန်အချောင်း20လောက်ကလေဒီသေးလေးပဲကုန်တယ်ဒါပေမဲ့လည်းကိုလောက်အားကရှိသေးတယ်လေစေးမကုန်လို့ဈေးလျှော့တောင်းလို့လည်းမရဘူးချောင်း20လောက်ထဲကြတော့တချို့ဆိုဘောင်ကူးကတက်ထက်တောင်းတယ်လေဘောင်ကူးကမှဘောင်ကပေါ့ဘောင်က1000ပေါ့ပြီးတော့မှစေးရိုက်ခါသူတို့က1000ပေါ့အဲ့လိုမျိုးလျှော့ကိုကတော့မဟုတ်တော့ဘူးဘောင်ကူးကမတောင်းတော့ဘူးတခါတည်းအပြီး2000ဘောင်ကူးကတွေပါပြောနေတယ်ချို့တွေကနားလဲမှာမဟုတ်ဘူးလေသူတို့ဘာမှသိတာမဘောင်လောက်ခါတွေပါတော့တခါတည်းအပြည့်ပဲတောင်းလိုက်တယ်အပြီးဒီ2000ဒါဆိုရင်ကိုလည်းပေးရတဲ့အချိန်ကလည်းပြောမယ်ဆိုခုနမှရိုက်တာဟိုကတော့တနားရီတော့မကြာဘူးပေါ့အလောက်နဲ့ဆိုတော့ဈေးဘိုးနဲ့ပြန်တွက်လိုက်မယ်ဆိုရင်တဝက်တော့ရတာပေါ့ကွာဟုတ်တယ်လားဥမာတဝက်လောက်တော့ရတာပေါ့တဝက်တော့မကပါဘူးဈေးဘိုးကဘယ်တော့မှမကုန်ဘူးနည်းနည်းလေးပဲခုနတေးသေးလေးပဲထည့်တာကိုရတော့အားကနဲ့အချိန်လေးနဲ့တွက်ပြီးတော့ပဲယူထီးလေးတွေရိုက်တာပေါ့နော်ဒီနေ့ကတော့ထီးတွေရိုက်တယ်ဒီကလည်းအများကြီးမဟုတ်ပါဘူးချောင်း20လောက်လေးလာပြီးတော့ကုညီတောင်းလို့သူတို့ဖုံချောင်းလူမှမို့လို့လာတောင်းကုညီလာတောင်းရိုက်ပြီးတော့ဘာစီးနဲ့ရိုက်လဲဆို14စီးနဲ့ရိုက်ပါတယ်စားတော့အခုစားတော့ကျွန်တော်120ပဲသုံးထားပါတယ်ပုံမှန်160 200လောက်သုံးရမှာဒါပေမဲ့ဇာလည်းအစင်းနဲ့မရှိပေါင်းလည်းအစင်းနဲ့မရှိသူတို့ကလည်းရေးကြီးဆိုရှိတဲ့ဇာနဲ့ပဲရိုက်လိုက်တာပေါ့နော်ရိုက်လိုက်တော့ရပါတယ်ဆေးကိုတော့ပြထားတာပေါ့နော်ဆေးတအားကျဲရင်တော့ဆေးပြတ်နိုင်တယ်ပေါင်းဇာတီးတဲ့ဇာကျဲတဲ့တော့ကြောင့်ပေါ့နော်ဒီတစ်ချောင်းရိုက်ခါကို2000ယူထားပါတယ်တစ်ဖက်ပဲရိုက်ရတာပါရိုက်တဲ့စီက14စီးနဲ့ရိုက်ထားပါတယ်